Amrabi မှာ shop house လောင်းရှင်စတင်ပြီးတော့မှကျင်းပပါတော့မယ်ရှင်နေနဲ့ဖို့အတွက်စဉ်းစားနေတဲ့သူတွေဆိုလို့ရှိရင် Amrabi မှာနေထိုင်မှုအတွက်တာမကပဲဆိုင်ငန်းတွေကိုပါနှိုင်းရလို့ရနေပါပြီရှင် Retail, Office, Lifestyle, Cafe ဒီတဲ့အခန်းမျိုးစားကိုမစိုးဖွင့်လို့ရမှာဖြစ်ပြီးတော့24 hour security ရှိနေတဲ့အတွက်ကြောင့်လည်းဆိုင်ငန်းတွေရဲ့လုံခြုံရေးကိုအပြည့်အဝအာမခံချက်ပေးနိုင်ပါတယ်ရွေးချယ်စရာ square feet များစွာရှိတဲ့အတွက်စီးပွားရေးလုပ်ငန်းရှင်တွေအတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်လာမယ့်အပြင်အခန်းကောင်းနေရာကောင်းနဲ့စီးပွားရေးအခွင့်အလမ်းကောင်းတွေကိုတစ်ချိန်တည်းမှာပဲပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်အခု shop house လောင်းချင်ပွဲမှာဆိုလို့ရှိရင်ကွန်ဒိုစိတ်ဝင်စားသူတွေအတွက်လည်း promotion အစီအစဉ်တွေနဲ့ discount က25% ဘလာမပါ lucky draw အစီအစဉ်တွေနဲ့ဒေါ်လာ1000ကနေပြီးတော့မှ9000အထိဒါအပြင်ကိုကြိုက်တဲ့ရွှေဦးကိုခွဲပြီးတော့မှ special electronic gift တွေကိုလည်းလက်ဆောင်ရနိုင်မှာဖြစ်ပါတယ်ပွဲစမှာတော့မယ့်ရက်ကတော့စက်တင်ဘာ21ရက်နေ့ Sunday မှာမနက်9:00နာရီကနေညနေ9:00နာရီအထိကျင်းပပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ပြီးတော့တောင်းမိလေးရဲ့အတွက်လည်း slime motion အစီအစဉ်တွေကိုပါပြုလုပ်ပေးထားတာဖြစ်တဲ့အတွက် Amrabi ရဲ့ sales gallery မှာကျင်းပပြုလုပ်မယ့် shop house လောင်းချင်ပွဲလေးကိုဆက်ဆက်လာလေ့လာဖို့အတွက်ဖိတ်ခေါ်လိုက်ပါရရှင်အသေးစိတ်သိရှိလိုပါက Amrabi ရဲ့ VNB hotline phone number ဖြစ်တဲ့3995568888ကိုဆက်သွယ်လို့ရတယ်လို့ page messenger ကနေပြီးတော့လည်း24နာရီလုံးဆက်သွယ်စုံစမ်းမြင်လို့ရမှာဖြစ်ပါတယ်။ location အနေနဲ့ကတော့မဟာဗန္ဓုလဓာတ်ကနေဆင်းလာပြီးတော့တာဂီတာရှုံးငယ်တံမျိုးပတ်လမ်းမကြီးစီဆိုင်မှတ်တိုင်ရဲ့ဘေး Amrabi Sales Gallery မှာပဲဖြစ်ပါရဲ့ရှင်။